အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်ဟာအသက်ရှိစေးတဲ့ပုလင်းကိုတောက်လိုက်တဲ့အခါမှာတော့သူ့ရဲ့ခန္ဓာကိုယ်ဟာချက်ချင်းဆိုသလိုငယ်ရနုပြိုသွားခဲ့ပါတယ်။သူမဟာမန်ထဲမှာပြောင်းလဲသွားတဲ့သူ့ရဲ့ရုပ်ရည်ကိုကြည့်ပြီးအရန်ကိုစိတ်လှုပ်ရှားနေတာပါအပြင်သွားဖို့ပြင်ဆင်နေတော့သူ့ရဲ့ခင်ပွန်းဖြစ်သူနဲ့တိုးပြီးခင်ပွန်းဖြစ်သူဘာလို့ဒီလောက်တောင်အိုးအစားတွေအောက်လင်းထက်လင်းဝတ်ထားရတာလဲဆိုပြီးမေးခဲ့ပါတယ်။မင်းသမီးကလည်းခနဲ့တဲ့ပြန်ပြောရင်းနှစ်ယောက်သားစကားများခဲ့ကြပါတယ်။ရုပ်ရုပ်တဲတဲဖြစ်နေတော့ခင်ပွန်းဖြစ်သူကသူ့ကိုမတော်တစတုံးချမိသွားပြီးမင်းသမီးဟာလေကားပေါ်ကနေလိမ့်ကျသွားခဲ့ပါတယ်။လန့်သွားတဲ့ခင်ပွန်းဖြစ်သူဟာလူနာတင်ကားကိုချက်ချင်းခေါ်ခဲ့ပေမဲ့မင်းသမီးဟာလေပင်360ဒီဂရီလေနေရဲနဲ့ချက်ချင်းပြန်လှခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူတခုခုမှနေပြီဆိုတာသိလို့ရပါတယ်။မှန်ထဲမှာသူ့ရဲ့ခေါင်းကနောက်ပြန်ဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါခင်ပွန်းဖြစ်သူကသူ့ပါအရန်ကိုလန့်သွားခဲ့ပါတယ်။သူမဟာခေါင်းကိုလက်နှစ်ဖက်နဲ့ကင်ပြီးအတင်းပြန်တီးလိုက်ရပါတယ်။ဆေးရုံရောက်တဲ့အခါမှာတော့ဆရာဝန်တွေကသူ့မှာနှလုံးခုန်တမ်းမရှိတော့သလိုတွေးလက်ပတ်မှုလည်းမရှိတော့တာကိုတွေးရှိခဲ့ပါတယ်။ဆရာဝန်ကသူ့တေဆုံးသွားပြီလို့အတည်ပြုလိုက်တဲ့အခါမင်းသမီးဟာလန့်ပြီးမေးလဲသွားခဲ့ပါတယ်။ခင်ပွန်းဖြစ်သူဒါကိုလက်မခံနိုင်ပဲတခြားဆရာဝန်တွေစီအကူအညီတောင်းဖို့ထွက်သွားခဲ့ပါတယ်။သူပြန်လာတဲ့အခါမှာတော့မင်းသမီးရဲ့အလောင်းဟာရင်ခွဲရုံကိုရောက်သွားပါပြီ။မင်းသမီးကိုမင်းမသိကြခင်မှာသူဟာတိတ်ဆိတ်ခိုးဝင်ပြီးကယ်ထုတ်ခဲ့ပါတယ်။အိမ်ရောက်တဲ့အခါခင်ပွန်းဖြစ်သူဆေးရောင်စုံတွေကိုဆက်ပြီးသူမရဲ့အရေးပြားပေါ်မှာလိမ့်ပေးခဲ့ပါတယ်။တေချာပြုတ်ပြင်ပေးပြီးတဲ့နောက်မှာတော့သူမဟာအရင်ကထက်တောင်ပိုပြီးလှပလာခဲ့ပါတယ်။ဒါပေမဲ့ဆေးရောင်တွေကအလွယ်တကူပြတ်သွားတတ်တာကြောင့်အမြဲတမ်းပြုတ်ပြင်နေရပါတယ်။ဒါကြောင့်သူမဟာသူ့ရဲ့ခင်ပွန်းကိုလည်းမသေးဆေးတိုက်ဖို့ကြံစီခဲ့ပေမဲ့ခင်ပွန်းဖြစ်သူဆေးကိုတုံပစ်လိုက်ပါတယ်။စိတ်ပြတ်သွားတဲ့မင်းမီသူ့ကိုပန်းအိုးနဲ့ရိုက်ချလိုက်ပါတယ်။ခင်ပွန်းဖြစ်သူပြန်နိုးလာတဲ့အခါမှာတော့စုံမကြီးတယောက်ရဲ့ရဲတိုက်ထဲကိုရောက်နေတာပါစုံမကြီးသူ့ကိုအသက်ရှိစေးတပုလင်းပေးပြီးလက်ညှိုးကိုဓာတ်နဲ့လီးပြခဲ့ပါတယ်။သူ့ရဲ့ပြတ်သွားတဲ့လက်ညှိုးဟာချက်ချင်းပြန်ကောင်းသွားတာကိုမြင်လိုက်ရတဲ့အခါသူလည်းဆေးတောက်ဖို့ဝေခွဲမြဲဖြစ်သွားပါတယ်။ဒါပေမဲ့နောက်ဆုံးမိနစ်မှာတော့သူဟာတတိဝင်လာခဲ့ပါတယ်။သူ့ဘေးနားကလူတွေအကုန်တည်သွားချိန်မှာသူတယောက်တည်းထားဝဲအသက်ရှင်နေရမှာကိုသူမလိုချင်ပါဘူး။သူဟာဓာတ်ကိုယူပြီးရဲတိုက်ရဲ့လျှက်စစ်စနစ်တွေကိုဖျက်ဆီးကဆေးပုလင်းကိုယူပြီးထွက်ပြေးခဲ့ပါတယ်။ခေါမိုးပေါ်အထိပြေးသွားချိန်မှာမင်းသမီးကလိုက်လာခဲ့ပါတယ်။ခင်ပွန်းဖြစ်သူဟာပိုက်လုံးတစ်ခုမှာညီးပြီးအရှိန်နဲ့ပြုတ်ကျတော့မဲ့အခြေအနေမှာမင်းသမီးသူ့တက်ကိုကယ်ဖို့ဆေးကိုတောက်ပါလို့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့သူဟာဆေးပုလင်းကိုလွင့်ပစ်လိုက်ပြီးတေမင်းကိုအေးအေးဆေးဆေးပဲရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကံကောင်းထောက်မစွာနဲ့သူဟာရေကူးကန်ထဲကိုပြုတ်ကျသွားလို့အသက်မသေးခဲ့ပါဘူး။30ခုနှစ်အကြာမှာတော့ခင်ပွန်းဖြစ်သူဟာလူကြီးယောဂနဲ့ကွယ်လွန်သွားခဲ့ပါတယ်။မင်းသမီးဟာသူ့ရဲ့ဇာပနကိုတက်ရောက်ခဲ့ပေမဲ့သူမရဲ့ရုပ်ရည်ကတော့အိုမင်းပျက်စီးပြီးကြောက်စရာကောင်းတဲ့ပုံစံကြီးဖြစ်နေပါတော့တယ်။